ဒီနေ့တော့တငယ်ချင်း9ယောက်တူတူ Sofa's Skin နဲ့ဆော့ပြသွားမှာဖြစ်ပါတယ်ကိုကတော့ထုံးစံအတိုင်း Sofa's Skin တွေကမှ Cecilion ကိုကြွကြွကျင်ကိုင်းပြသွားမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ Sofa's Skin 9កောင်နဲ့ဆော့ပြတော့မှာပဲဖြစ်ပါတယ်ရုပ်ချောတဲ့သူဆိုလို့ရှိရင်တော့ Sofa's Skin တက်9ခုလုံးကိုမြင်ရမှာဖြစ်ပြီးတော့ရုပ်မချောဘူးဆိုလို့ရှိရင်တော့ Camilla ကိုတော့ Epic Skin တက်နေနေပဲမြင်ရမှာဖြစ်ပါတယ်Cecilion က stress ရတဲ့ zero ဖြစ်တဲ့ကြောင့်မလို့အားလေးခိမ်းမှာတော့ဘက်တရီတိတ်လိုက်ဖို့တော့မလိုဘူးဒါပေမဲ့ဘက်တရီကတော့နည်းနည်းလေးလိုက်ပြီးတော့ပေါ့နော် stress တွေရရင်ရတယ်လို့လိုက်စုပေါ့ mobile legend မှာ6 player တွေပဲလေတိုက်ရထင်နေတာ sam player တွေက easy win ဆိုပြီးတော့လေတိုက်နေသေးတယ်။အဲ့ကနေ easy win မကလို့ feed တက်ပြီးတော့ပဲဝင်တော့ငါတို့နဲ့တွေ့လို့ရှိရင်တော့နေသိမှာပဲအားလုံးပဲ video တွေကြည့်တိုင်းမှာသတိထားမိလားသတိမထားမိလားတော့မသိဘူးပေါ့နော် wiki ရဲ့ killing notification effect ကဆိုလို့ရှိရင်ပေါ့နော်အရင်တော့ကဟာရနဲ့မတူဘဲနဲ့တော်တော်လေးကိုလှတဲ့ဟာကိုတွေ့ရမှာဖြစ်ပါတယ်လှမှာပေါ့400နဲ့လဲတာလေဒီ killing notification က event drawing နဲ့ပေါက်တာမျိုးမဟုတ်ဘဲနဲ့ event နဲ့ကနေပြီးတော့ coin 400နဲ့လဲရမှာဖြစ်ပါတယ်ဒီတော့လိုချင်တဲ့ဆိုရင်လဲမလိုချင်တော့မလဲနဲ့တကယ်တော့ခုလိုမျိုးလေ gameplay တွေကို record ယူရဲဆိုလို့ရှိရင်လေတခါနဲ့မပြီးဟွာအမြဲတမ်းထပ်ခါပြောပါလို့ဆိုစကားမပြီးတာလည်းရှိတယ်တခါကြလို့ရှိရင်လည်းဟိုပြောမယ့်ဟာမိသွားပြီးတော့ဘာပြောလို့ပြောမှမသိတာလည်းရှိတယ်တခါလေကြတော့လေကွာဟိုကိုပြောချင်တာတခုပြောလိုက်တာတခုအဲ့လိုဖြစ်သွားတဲ့ခါကြလို့ရှိရင်လည်းဖြတ်တာတခုဒါပေမဲ့တခါလေကြလို့ရှိရင်လည်းအဲ့ပောက်ကပြောလိုက်တဲ့ဟာလည်းတဲ့သွားပြန်အဲ့လိုမျိုးပေါ့နော်ရှိတယ်ပေါ့နော်ဒီလိုပါပဲဗလန်တီနာမှာတော့သူကိုသူသွေးစက်နဲ့လုပ်ပြီးထင်းနေတာကလင်ကဝင်ပစ်သွားဖလစ်ကာနဲ့အမှဆန်ရန်ကလိုက်ရိုက်တယ်ပေါ့နော်အမှဆန်ရိုက်လို့ဆိုပြီးတော့ငါကဲပါဆိုပြီးငါကလင်ကိုអော်နေတာတကယ်တော့ငါအဲ့ကလင်ကိုရောင်းစားမှာအားလုံးဒီတိုးကတော့မှအေးတားခဲ့သူ့တားခဲ့မကဲနဲ့ငယ်ချင်းနေဆိုတော့အဲ့လိုပဲရမ်းချစ်ကြလေတယောက်နဲ့တယောက်ဘယ်လိုချေရမလဲပဲတွေးနေကြတယ်။ဘာမှမလုပ်ဘူးဆိုလို့ရှိရင်ဘယ်လိုတငယ်ချင်းပြီးသားတော့မှာလဲဟုတ်တယ်မလား။ကြားတဲ့ကေးရလားမရလားဆိုတော့စပိုးက9ကနေ15သာပြောင်းသွားတယ်။ကေးကတော့5ကေးကနေမတက်ဘူး။အဲ့နဲ့ပဲဒီမှာ share ပါတဲ့ကေးရထက်ရသွားတယ်နော်။ကျေးဇူးတင်ပါတယ်။တကယ်ပြောတာတလားအဲ့ notification ကလေတော်တော်လေးကိုလှတာကွာ။သူ့ရဲ့အဲ့လိုမျိုးဘေးနားကနေပြန်ပြီးလွှင့်ထွက်သွားတဲ့ဟာလေးတွေကမိုက်တယ်။ enemy back လောက်ပဲသနာပါတယ်။အေးအပြင်တော့မထွက်လိုက်ရအောင်သူခင်ဗျာသိရော။ဒီပွဲလေးကတော့တငယ်ချင်းတွေနဲ့အတူတူ Sofa's Skin 9အောင်ကင်ပြီးတော့ဆော့ပြသွားမှာပဲဖြစ်ပါတယ်။ဒီပွဲလေးမှာတော့ MVP နဲ့ထူးရရှိသွားတဲ့သူကတော့ support တွေ15ကရသွားတယ်တို့ပဲဖြစ်ပါတယ်တို့ကတော့ဘာလို့ရရလဲဆိုလို့ရှိရင်တို့ကအရေးချင်းရှိရတဲ့ကြောင့်မလို့အရေးချင်းရှိရတဲ့သူကတော့ MVP ရမှာပဲလေဟုတ်တယ်မလားအရေးချင်းမရှိလို့ရှိရင်တော့ဘလောက်ပဲကောက် MVP ရတော့ရမှာမဟုတ်ဘူးဂျေဇူး Oh sorryတို့ပြောတာတွေကမင်းရဲ့နားမှာခါသွားခြင်းခါသွားနိုင်တယ်ဒါပေမဲ့တို့ပြောတာတွေအားလုံးကတော့အမှန်နေပဲဘာလို့လဲဆိုလို့ရှိရင်တော့ analyze ဟာစက်ကွန်ကိုကြည့်လိုက်ကွာ6ခုလုံးပြည့်နေတာရှာရှာပပပဲ